Manchester United အနေနဲ့ Matheus Fernandes အတွက်ဒါဝက်ဆန်အသင်းနဲ့ပတ်သက်ပြီးတော့မကြခင်မှာကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ခုကိုပြုလုပ်လာနိုင်ကြီးရှိတယ်ပြီးတော့ဘုံမောက်အသင်းရဲ့ Alex Scott ကိုလည်း United တို့အနေနဲ့ကအဓိကပြစ်မှတ်ဖြစ်သတ်မှတ်ထားရတယ်ဒါပေမဲ့ Ugarte ကကျွန်တော်တို့လာမယ့်နေရာဒီမှာထွက်ခွာမယ်ဆိုလို့ရှိရင်ထွက်ခွာမှသာဒီ Alex Scott အတွက်ကို United တို့ကဆက်ပြီးတော့လှုပ်ရှားမယ်ပေါ့ဒါပေမဲ့လောလောဆယ်မှာ Alex Scott အတွက်ဘာမှဆွေးနွေးမှုတွေပြုလုပ်ထားတာမရှိဘဲနဲ့စောင့်ကြည့်နေတဲ့အနေအထားကUgarte အနေနဲ့ဒီကမ္ဘာဖလားမှာသူ့အနေနဲ့ကောင်းမွန်တဲ့ခြေစွမ်းတွေပြလာခဲ့မယ်ဆိုလို့ရှိရင် United တို့ရောင်းချတဲ့အခါမှာသူ့ကိုသတ်မှတ်ထားတဲ့ဈေးနှုန်းကပို့ပြီးတော့မြင့်တက်လာနိုင်တယ်ပေါ့ပို့ပြီးတန်ကြီးရနိုင်တယ်အဲ့ဒါကြောင့်ကွင်းလေကစားသမားအတွက်ကိုထပ်ပြီးတော့လောဆယ်မှာအလောတကြီးမလှုပ်ရှားသေးတာပေါ့နော်ဒါUgarteကလာမဲ့နွေရာသီမှာအသင်းကနေထွက်ခွာတော့မဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ Sky Sport က report လုပ်လာတယ်ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးကြည့်အောင် Manchester United နဲ့ West Ham တို့ကလောလောဆယ်မှာတော့ဆွေးနွေးမှုတွေတိုင်းလုပ်နေဒါပေမဲ့ဘာကြောင့်အနေငယ်ကြန့်ကြာနေလဲဆိုတော့ဒါ West Ham ရဲ့ဥက္ကဋ္ဌအပြောင်းလေးရှိနေတဲ့အတွက်ကိုဒါ Matheus Fernandes နဲ့ United တို့ကဆွေးနွေးမှုလေးအနေငယ်ကြန့်ကြာနေတာပေါ့နော်ဒါကတော့ထားပါတော့အားလုံးလည်းသိပြီးသားကိစ္စဆိုတော့နောက်တစ်ခုအခုကျွန်တော်တို့ Alex Scott ကို United တို့စိတ်ဝင်စားနေတာကထဲထဲဝင်မီဒီယာတော်တော်များများကလည်းဖော်ပြလာပြီဒါပေမဲ့ Alex Scott ကိုခေါ်ယူဖို့အတွက်က United အနေနဲ့လိုအပ်တဲ့ budget က Ugarte ကိုရောင်းချပြီးမှသာအနေငယ်ထွက်လာနိုင်တယ်ပေါ့နော် budget ပို့ပြီးရလာနိုင်တယ်ဒါကြောင့် Ugarte ကိုအချိန်ယူပြီးတော့ကမ္ဘာဖလားမှာစောင့်ကြည့်နေတယ်ဆိုတာကUgarte အနေနဲ့ကတော့အသင်းမှာပုံမှန်ပွဲထွက်ခွင့်တော့ရှိမနေတော့ဘူးဒါပေမဲ့ကမ္ဘာဖလားရောက်ရင်သူ့ရဲ့ခြေစွမ်းကအတော်လေးကောင်းမွန်တဲ့ performance လေးတွေပြတာကိုတွေ့ရတယ်ဒါကြောင့်လဲUgarte ကိုတကယ်ခေါ်ချင်နေတာဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင် Galatasaray တသင်းပဲUgarte ကိုစိတ်ဝင်စားနေတာပေါ့နော်ဒါပေမဲ့ဒီကမ္ဘာဖလားမှာUgarte အနေနဲ့အကောင်းဆုံးခြေစွမ်းတွေပြပြီးတော့ဒီဥရုဂွေးကိုပူကောင်းတဲ့အဆင့်တနေရာလောက်ကိုပို့ပြီးနိုင်မယ်ဆိုလို့ရှိရင်တော့UgarteကိုဒါGalatasarayအပြင်တခြားထိပ်သီးကလပ်အသင်းတွေအနေငယ်စိတ်ဝင်စားလာနိုင်ကြီးရှိတယ်ပေါ့အကယ်လို့ဒီကစားသမားကိုစိတ်ဝင်စားလာပြီဆိုလို့ရှိရင်အခုကတော့Galatasarayတသင်းနဲ့ကြောင့်Ugarteရဲ့ဈေးနှုန်းကနည်းတယ်ဘယ်လောက်မှတန်ကြီးမရဘူးပေါ့နော်ကျွန်တော်တို့ဒါပေမဲ့အသင်းများများစိတ်ဝင်စားလာပြီဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကြိုက်တဲ့ဈေးကိုအနေငယ်ခေါ်လို့ရတယ်တန်ကြီးဘယ်လောက်ပဲတတ်မှတ်လိုက်တယ်အဲ့ဒီတတ်မှတ်လိုက်တဲ့အနေအထားကလက်ရှိသူ့ကိုတတ်မှတ်ထားတဲ့ဈေးနှုန်းထက်တော့ပိုပြီးတော့မြင့်တက်လာနိုင်တယ်ပေါ့ဒါမှဒါအပြောင်းအရွှေ့ရနေရတဲ့ transfer budget ကနောက်ထပ်လုံလောက်တယ်ဆိုလို့ရှိရင်ဒါနောက်ထပ်ကွင်းလေကစားသမားတစ်ယောက်ဖြစ်တဲ့ Alex Scott ကို United တို့အနေနဲ့ကတော့ခေါ်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ် Alex Scott ကိုလောလောဆယ်စိတ်ဝင်စားနေတာကလဘာဘူးရှိတယ်ပေါ့နော်ဒါပေမဲ့လည်းလဘာဘူးနဲ့လည်းဘယ်လိုပုံစံမျိုးတွေဖြစ်နေလဲဆိုတော့ကျွန်တော်လည်းအတိအကျတော့မသိဘူးဒါပေမဲ့မနေ့က report လေးတစ်ခုရ Alex Scott ကလဘာဘူးထက်ကိုဒါ Manchester United မှာပဲသူ့ရဲ့နာမည်တစ်လုံးအတွက်စူးစမ်းခြင်းလေဆိုပြီးတော့ report လုပ်ထားတဲ့ rumor သတင်းလေးတစ်ပုဒ်ကိုကျွန်တော်ရဲ့ channel ထဲမှာလည်းတင်ပေးထားတယ်ဒါပေမဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့အတီးတကျတခြားဒီနာမည်ကြီးတဲ့သတင်းရင်းမီဒီယာတော့ဖော်ပြလာတာချင်းတော့မရှိသေးဘူးဒါကောလာခါလာသတင်းလောက်ပဲလို့တော့ထင်မိတယ်ဒါပေမဲ့လောလောဆယ်အခြေအနေမှာတော့ဒါ United နဲ့ Alex Scott တို့ကတရားဝင်ဆွေးနွေးထားတာဘာမှမရှိသေးသလိုအခြေအနေအားလုံးကပုံမှန်ပဲတိုးတက်လာတာမရှိသေးဘူးဒီသတင်းနဲ့ပတ်သက်ပြီးတော့brother တို့လည်းဘယ်လိုမြင်လဲUgarteကိုဒီထက်အခုလက်ရှိပေါက်ဈေးထက်ပိုပြီးတော့ကောင်းမွန်တဲ့ပို့ပြီးတော့မြင့်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့ရောင်းချနိုင်မယ်လို့ထင်လားကဲလို့ရောင်းချခဲ့ပြီဆိုရင်ရော United အနေနဲ့ Alex Scott ကိုရအောင်ကြိုးပမ်းနိုင်လိမ့်မယ်လို့ brother တို့အနေနဲ့ရောထင်ပြီလားဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်